နည်းနည်းလေးတော့လိုသွားတော့ ဟုတ်လားရပါတယ်နောက်တစ်ခါ 5နော်လေးရဲ့ဖွဲ့ချိုးဥက္ခရာဆိုတော့ကိုယ့်ကိုယ်ဖခင်တယောက်လိုခံယူပါတယ်ဒါကိုသားသမီးတယောက်ကပအလဲမှာမြန်မာနိုင်ငံရဲ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့အားကစားသမားတယောက်ဖြစ်တယ်ဒီပြိုင်ပွဲကနိုင်ငံပေါင်း36နိုင်ငံ professional အဆင့်အားကစားပေါင်း832ယောက်လာပြီးတော့ရှင်ပြိုင်ခဲ့တာမှာနော်မြန်မာနိုင်ငံသားတယောက်ကအလဲထိုးနိုင်ခဲ့တာပေါ့နော် PT ပေါ့အဲ့ PT တွေကကျွန်တော်ဘာနဲ့မှမပြောလို့မရပါဘူးပြန်လာတော့ဥက္ကရာကလည်းလဲလဲလဲကြိုဆိုတယ်ဒီလိုအားပေးတာဘယ်လိုဖြစ်ကိုတယောက်လည်းမဟုတ်တော့ဘူးပေါ့နော်ကိုမှ team စီတယ်ပေါ့လို့နော်အဲ့လိုခံစားရတယ်ဒီတော့ဥက္ကရာကလည်းကျွန်တော်တို့ကို give ဆိုင်တယ်ရောက်ပေးတယ်ပေါ့နော်ဒီဘက်ဒါဆိုရင်လည်းတင်ပြရင်လုပ်ပေးတယ်ဒါကြတော့ဘယ်လိုဖြစ်ကျေးဇူးများတင်ပါတယ်လို့ Thank you